အင်္ဂလိပ်စာဆိုလို့ရှိရင် subject verb object ဒါသူ့ရဲ့ pattern ကအဲ့လိုမျိုးတရုတ်စာတရားမှာရောဘယ်လိုမျိုးsentence တွေဖွဲ့လို့ရလဲမြန်မာဘာသာစကား Hello 大家好欢迎来到我的课堂我是胡帆聪ဒီနေ့မှာတော့老师ကgrammar ပေါ့နော် grammar သင်ခန်းစာ1ပေါ့နော်1ကိုဒီနေ့ပညာဒါနအနေနဲ့သင်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့တစ်ချက်လောက်ကြည့်အောင်ဟုတ်ပြီအဲ့တော့ဒီနေ့သင်မဲ့ခေါင်းစဉ်လေးကကြတော့အာ我们学习汉语ပေါ့နော်အဓိကဒီသင်ခန်းစာမှာကဘာကိုအဓိကသင်ရမှာလဲဆိုတော့subject ပေါ့နော်ဒီတရုတ်စာတရားမှာအဓိကအားဖြင့်ဘယ်လိုမျိုးဖွဲ့စည်းရလဲပေါ့အာမြန်မာဘာသာစကားနဲ့ရောဘာတွေကွာတာလဲဒီဟိုမှာအင်္ဂလိပ်စာဆိုလို့ရှိရင် subject verb object ဒါသူ့ရဲ့ pattern ကအဲ့လိုမျိုးတရုတ်စာတရားမှာရောဘယ်လိုမျိုးsentence တွေဖွဲ့လို့ရလဲမြန်မာဘာသာစကားမှာဆိုလို့ရှိရင်ဘယ်လိုဖွဲ့လဲပေါ့နော်တရုတ်မှာဘယ်လိုမျိုးပုံစံရှိလဲဆိုတော့ကိုကကြည့်ရမှာပေါ့နော်အဲ့တော့ပုံစံအဖြစ်ဆိုလို့ရှိရင်ဒီ grammar lesson ဒီတရားသင်ခန်းစာဒီအခန်း1ပေါ့နော်နေ့စဉ်လည်းမျှဝေသွားမှာဖြစ်ပါတယ်အဲ့တော့တစ်ချက်လောက်ကြည့်အောင်နော်အဲ့တော့ဒီမှာအခြေခံအဖြစ်ဒီတရားမှာဆိုလို့ရှိရင်တရုတ်စာတရားမှာ subject လာမယ်ပြီးရင် predicate in object အဲ့လိုပုံစံလာပါတယ်ဒါတော့သိပါတယ်ဘယ်လိုပုံစံလဲဆိုတော့主语เนาะ主语ဆိုတာ subject 谓语ဆိုတာ predicate เนาะ宾语ဆိုတာ object သူကတရုတ်စာတရားမှာအဲ့လိုပုံစံနဲ့လာပါတယ်ပြောချင်တာကတော့เนาะဒီ subject ကဘာလဲဆိုလို့ရှိရင် subject ကတော့ပြုလုပ်တဲ့သူเนาะဒါပေမဲ့ predicate ဆိုတာတော်တော်များမသိဘူး谓语 predicate ဆိုတာဘာလဲဆိုတော့အဓိကအဲ့ predicate ကဖြစ်နိုင်တာဘာလဲဆိုရင်ကရိယာတစ်ခုတည်းလည်းဖြစ်နိုင်တယ်ဥပမာပြောရမယ်ဆိုလို့ရှိရင်ပြေးတယ်ပေါ့နော်အဲ့လိုလည်းဖြစ်နိုင်တယ်ဒါနောက် predicate compound predicate ပုံစံဆိုလို့ရှိရင်လည်းအဲ့လိုမျိုးသူကကရိယာနှစ်ခုကိုဆက်ထားတဲ့ပုံစံမျိုးပေါ့နော်ဝိတ်ပြီးတယ်နော်ဒီ predicate မှာဒီ verb ကိုverb ကိုနှစ်ခုထပ်ထားဥပမာဆိုလို့ရှိရင်ဒီထပြီးတော့ပြေးတယ်ပေါ့အဲ့လိုမျိုးပုံစံနဲ့ဆိုလို့ရှိရင်လည်းအဲ့ဒါကpredicate ပဲအဓိကအဖြစ် predicate ဆိုတာကကြတော့ပုံမှန်အဖြစ်ဆိုလို့ရှိရင်ဒီ subject ကဘာဖြစ်နေတယ်လဲ subject ကဘာဖြစ်နေတယ်လဲအဲ့ဒါကို subject ကဘာဖြစ်နေပါတယ်လဲအဲ့ဒါကို support ပေးတဲ့စကားလုံးပုံစံပေါ့အဓိကကတော့နော်ဥပမာ predicate ကအဓိက subject ကဘာဖြစ်နေတယ်ဆိုလို့ရှိရင်အဓိကတော့ predicate ကဘာဖြစ်သွားလဲဘာလုပ်တယ်လဲလို့ရှင်းပြတာဥပမာ subject ကဘာကြီးလုပ်နေပါတယ်လဲအဲ့လိုမျိုး subject ကဘာကြီးဖြစ်သွားတယ်လဲဘာကြီးလုပ်နေအဲ့ဒါကိုအနောက်ကနေပြီးတော့ပြောတဲ့စကားစုပြောမယ်ဆိုလို့ဖြစ်နိုင်တာကဒီအာ predicate ဒီ verb တစ်ခုလည်းဖြစ်နိုင်တယ် verb ကိုနှစ်ခုပေါင်းထားလည်းဖြစ်နိုင်တယ်ပြီးရင်verb phrase တွေလည်းဖြစ်နိုင်ပါတယ်အဲ့ predicate ကနော်တခြားဒီ phrase စာကြောင်းတွေလည်းဖြစ်နိုင်ပါတယ်အဲ့ဒါ subject ကဘာဖြစ်သွားသလဲဆိုတဲ့ဟာကိုဖော်ညွှန်းတဲ့အခါမှာသုံးပါတယ်ပြီးသွားလို့ရှိရင်တော့ object ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့အလွယ်နည်းနဲ့မှတ်မယ်ဆိုလို့ရှိရင်တော့ subject verb object အဲ့တော့တရုတ်စာတရားမှာဒီလိုမျိုးလေးလောက်ဆိုတော့ကမှတ်လို့ရပါတယ် subject verb object ဆိုပြီးတော့နော်အဲ့တော့ကြည့်အောင်စာကြောင်းလေးတွေဘယ်လိုမျိုးတရုတ်တရားမှာဖွဲ့စည်းလဲပေါ့နော် subject ကအရင်လာလား object ကအရင်လာလား verb ကအရင်လာလားဆိုတော့တစ်ချက်လောက်ကြည့်ကြမယ်နော်အဲ့တော့学习下边的句子注意句子的结构တယ်နော်အဲ့တော့အောက်ကစာကြောင်းလေးတွေကိုလေ့လာပါ注意ဆိုတာသတိထားပါဒီ句子ဆိုတာစာကြောင်းတွေရဲ့ဖွဲ့စည်းပုံကို老师တို့တစ်ချက်ကြည့်ပေးပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်我们是水山ဘေးနားမှာကကြတော့ဖြင်းရဲလဲရှိရနော်အဲ့တော့我们是水山ငါတို့ကចောင်းသားတွေတဲ့အဲ့တော့老师တို့ဒီဒါခုနကပတ်တန်ရပြောမယ်ဆိုရင်我们ဒီက我们ကအဲ့လိုသုံးလို့ရတယ်我们က subject 是က predicate ဆိုတဲ့ verb 水山ကចောင်းသားကဒီမှာဆိုလို့ရှိရင်ဟိုအဖြစ်ဖို့လည်းပြောလို့ရတယ်နော် complement ပေါ့我们是水山ငါတို့ဒီចောင်းသားဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ sentence ဖွဲ့တည်ပုံကိုကြည့်ပါဒီလိုမျိုးပုံစံကြီးမရအောင်နော်是我们水山အဲ့လိုမျိုးကြီးမရအောင်ပုံမှန်တမရိုးချအတိုင်း subject လာမယ်predicate လာမယ်ဒါမျိုးပုံစံအဲ့လိုလာမယ်နော်နောက်ထပ် pattern လေးကိုကြည့်အောင်အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်း我们学习汉语我们学习汉语เนาะငါတို့ကတရုတ်ဘာသာစကားကိုเนาะသင်ယူတယ်အဲ့တော့我们က subject 学习ကကြတော့ verb 汉语ကကြတော့ object အဲ့တော့ခုနက pattern မှာတရုတ်စာတရားရဲ့အခြေခံဒီစာကြောင်းမှာဆိုလို့ရှိရင်ဒီ subject ရှိမယ် verb ရှိမယ်ပြီးရင် object ရှိမယ်ဒါမျိုးမှတ်ထားမယ်ဩဒီလိုမျိုးဖွဲ့တည်လို့ရပါလားเนาะအဲ့တော့ subject verb object pattern လေးပေါ့เนาะပြီးရင်နောက်တစ်ခုကျတော့နောက်ထပ် sentence လေးကိုလေ့လာကြရအောင်我写汉字ငါတရုတ်စလုံးကိုရေးတယ်တရုတ်စလုံးလေးတွေရေးတယ်เนาะ I write the Chinese character ဒီဘက်မှာလည်းအဓိပ္ပာယ်ပါတယ်ဒီမှာဖြင်းရပါတယ်ဒီမှာလေ့လာလို့ရတယ်ပေါ့เนาะအဲ့တော့我写汉字ငါတရုတ်စလုံးကိုရေးတယ်ဒါဆိုရင်ပြန်ခွဲမယ်我က subject 写က verb 汉字ကကြတော့တရုတ်စလုံးကိုဆိုရယ် object subject verb object pattern နဲ့လောက်ဆိုသုံးလို့ရပါတယ်နော်ပြီး你说汉语နေတရုတ်ဘာသာစကားကိုပြောတယ်你က subject 说က verb 汉语က object အဲ့တော့နေတရုတ်ဘာသာစကားကိုပြောတယ် subject verb object အဲ့လိုမျိုးဖွဲ့တည်လို့ရပါတယ်နော်
အဲ့တော့ဒီလိုမျိုးကြီးမရဘူးရှောနီဟန်အဲ့လိုမျိုးကြီးပေါ့ကိုကရေးနေတဲ့စာကြောင်းကနေတရုတ်ဘာသာစကားကိုပြောတယ်ပေါ့အဲ့လိုပုံစံမှာရှောနီအဲ့လိုမျိုးပုံစံ vibe ကြီးရမလာပါဘူးเนาะ subject verb object အဲ့လိုပုံစံနဲ့ပဲလာပါတယ်ဒီကတရုတ်စာရဲ့တရားပုံစံအရာပေါ့နော်အဲ့တော့下一个နောက်တစ်ခုကကျတော့他读生词他读生词သူက生词ဆိုတရုတ်meaning စကားလုံးစိမ်းလေးတွေကိုဖတ်တယ်ပေါ့နော်အဲ့တော့他က subject သူက verb 生词ကကြတော့ object เนาะ他听音乐他ဆိုတာကသူတဲ့เนาะသူမက听ဆိုတာနားထောင်တယ်音乐ကကြတော့တချင်းသူမကတချင်းကိုနားထောင်တယ်ဒါဆိုရင်他က subject 听က verb 音乐က object ဒါမျိုးသိရမယ်ပေါ့နော်အဲ့တော့တရုတ်စာတရားမှာ subject verb object အဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့ subject predicate object predicate ကဒီနေ့မှာလို့ဆို verb အနေနဲ့เนาะမှတ်ယူမယ်ပေါ့နော် predicate ဆိုတာ subject ကဘာဖြစ်နေပါတယ်လဲเนาะဘာဖြစ်နေတယ်ဘာဖြစ်သွားလဲဘာလို့တလဲဆိုတာကိုရှင်းပြတဲ့အကြောင်းအရာကိုပြောတာပါနော်အဲ့တော့အဲ့ဒီ predicate ဒီဘယ်လိုလဲဖြစ်နိုင်သေးလဲဆိုလို့ရှိရင် Korea နဲ့ Korea အနောက်ကစကားလုံးအားလုံးနော် predicate ကိုမှတ်မယ်ဆိုရင် Korea နဲ့ Korea နောက်ကစကားလုံးအားလုံးဥမာចောင်းတို့သွားတယ်အဲ့ဒါအကုန်လုံးဒီ predicate အဲ့လိုမှတ်လို့ရပါတယ်အလွယ်နည်းနဲ့မှတ်မယ်ဆိုလို့ရှိရင်နော်အဲ့တော့နောက်တစ်ခုသွားရအောင်အောက်မှာဘယ်လိုထက်ရှင်နာမလဲပေါ့နော်这些句子的基本结构是主语、谓语、宾语。这些句子里谓语是动词的。အဲ့တော့这些句子ဒီပေါ့နော်句子စကြောင်းတွေရဲ့基本ကအခြေခံဖွဲ့စည်းပုံကတော့တဲ့ဘယ်လိုပုံလဲ老师ခုနကရှင်းပြခဲ့တဲ့အတိုင်းပဲ主语、谓语、宾语ပေါ့နော်ဒီမှာသူပြောထားတာကတော့ predicate တွေအကုန်လုံးက verb အနေနဲ့သူမဲ့သုံးထားတယ်ပေါ့နော်下面呢，这可能我懂了。然后上面这些句子后面用吗可以前后是非问句的เนาะအဲ့တော့အဓိကကတော့အပေါ်ဘက်ကစာကြောင်းတွေကိုဆိုတော့မာလေးစာကြောင်းနောက်ဆုံးမှာအဲ့တော့တရုတ်စာကြောင်းတွေမှာเนาะမေခွန်းပြောင်းနေတဲ့အခါမှာမာလေးသုံးမရမယ်เนาะမာလေးသုံးမရမယ်အဲ့ဒါပဲနော်မားလေးထည့်လိုက်မားထည့်လိုက်ပြီဆိုတာနဲ့မေကွန်ပြောင်းသွားပါပြီအဲ့ဆိုရင်ရှင်老师တို့ကြည့်ရအောင်ဒီမှာ woman ဆိုရင်你们ပြောင်းနော်ဒီမှာဒီစာကြောင်းလေးကိုဖတ်မယ်ဆိုလို့ရှင်你们是水山吗你ငါចောင်းသားလားပုံမှန်အဖြစ်ဆိုလို့ရှင်ငါတို့ចောင်းသားဆိုပုံမှန်တမယိုးကြစာကြောင်းဆိုတော့ woman 是水山ငါတို့ကចောင်းသား we are student ပေါ့မေကွန်ပြောင်းနေလို့ရှင်အင်္ဂလိပ်စာမှာ caution mark ထည့်တယ်လို့မျိုးတရုတ်စာမှာမားလေးထည့်ပေးရမယ်ဘယ်လိုဖြစ်သွားလဲဆိုလို့ရှိရင်你们是水山吗နင်တို့ကចောင်းသားလားအဲ့လိုမျိုးเนาะအဲ့တော့你们学习汉语吗နင်တို့တရုတ်ဘာသာစကားကိုเนาะသင်ယူနေရလားเนาะသင်ယူလာလားပေါ့เนาะအဲ့တော့你们က subject 学习က verb 汉语က object စာကြောင်းနောက်ဆုံးမှာမားလေးကတ်လိုက်တာနဲ့မေခွန်းပြောင်းသွားပါပြီတရုတ်စာမှာเนาะမှတ်ထားမယ်အဲ့တော့တရုတ်စာတရားမှာเนาะရိုးရိုး sentence ကခုနတင်သွားတယ် subject predicate ရှိမယ် object ရှိမယ်သူ့ကိုမေခွန်းပြောင်းခြင်းမားထည့်ပါဒါပဲပေါ့เนาะအဲ့တော့你说汉语吗你တရုတ်ဘာသာစကားကိုပြောတတ်လား你买本子吗你က notebook ကိုဝယ်လားအဲ့တော့ဒါမျိုးပါဆိုင်ကဟုတ်ပြီအနောက်မှာမေခွန်းလေးတွေရှိပါတယ်အဲ့တော့မေခွန်းလေးတွေကိုနော်လေ့ကျင့်ပြီးတော့ဒီ comma အောက်မှာဖြည့်သွားလို့ရပါတယ်နော်အဲ့တော့用词语组成句子အဲ့တော့ဒီမှာဒါလေးစာကြောင်းလေးတွေကိုဖြည့်ပေးပါနော်သူကပြောတယ်သူကစာကြောင်းလေးစကားလုံးလေးပေးထားရဲ့老师တို့ကဟိုမှာထုံးရွှယ်တို့ကနေပြီးတော့ဖြည့်ပေးပါစကြောင်းကိုမှန်အောင်ဖြည့်ပေးပါအဲ့တော့ခွန်းမအောက်မှာရေးထားပါကိုယ့်ရဲ့အဖြေတို့နော်အဲ့တော့ထား老师是的အဲ့တော့အဲ့ဒါကိုစကြောင်းဘယ်လိုပြန်ဖွဲ့မလဲပေါ့နော်အဲ့တော့စကြောင်းလေးဘယ်လိုမျိုးပြန်ဖွဲ့မလဲအဲ့တော့သူပြောထားတာတော့ပေးထားတဲ့စာကြောင်းလေးတွေကို sentence တစ်ခုရအောင်ဖွဲ့ပေးပါဆိုတော့我他老师是ဆိုတော့他是老师ပေါ့အဖြေကိုပြန်ပြီးတော့နော်ပြန်ဖြေမယ်ပြီးရင်我汉语学习ဆိုလို့ရှိရင် subject verb object ပြန်စီတဲ့အခါမှာ我学习汉语，然后它标变变没？第三是生词，我们读生词，它没有变变没？他电视看着读 DB 记的他看电视读 DB ကိုကြည့်ရဲ့板子我买ဆိုတာ notebook ကိုဝယ်တယ်ဆိုရင်板子 object ကရှေ့ရောက်ပြန်ပြီးတော့စာကြောင်းပြန်စီမယ်ဆိုရင်ဘယ်ဟာ subject ဘယ်ဟာ verb လဲဘယ်ဟာ object လဲခွဲပြီးတော့စာကြောင်းကိုပြန်စီပေးရမှာဖြစ်ပါတယ်အဲ့တော့ပြန်စီလိုက်မယ်ဆိုလို့ရှိရင်我买板子ဒီလိုဖြစ်သွားမယ်နော်ပြီးရင်နံပါတ်6ကကြော汉语说我们ဆိုတော့我们说汉语လို့ပြန်ပြောင်းရမှာဖြစ်ပါတယ်နော်ဟုတ်ပြီဒါဆိုဒါကlesson 1ပေါ့နော်ဟုတ်ပြီ lesson 2ကိုတစ်ချက်လောက်ကြည့်မယ်နော် lesson 2ကိုလည်းဖြည့်ပြီးတော့ဒီ comment မှာရေးထားပေးပါအဲ့တော့ရအောင်နော်အားလုံးမတူ like လို့ပေါ့နော်ဒီဟုတ်ပြီကြည့်အောင်把上面的句子变成是非问句的အဲ့တော့နော်ဒီအောက်ပါပေးထားတဲ့စကားလုံးဒီစာကြောင်းလေးတွေကိုသူကမေခွန်းလေးပြောင်းပေးပါတဲ့非问句ဆိုတော့အဲ့တော့မေခွန်းပြောင်းခြင်းခုနပြောထားတဲ့တရုတ်တရားမှာမေခွန်းပြောင်းခြင်းမားလေးထည့်ပေးပါ他是学生ဆိုရင်ဘယ်လိုပြန်ပြောင်းမှာလဲကျွန်မကြိုက်ပြန်တော့အဲ့တော့他是学生吗
好比呢，是吗？第二是我买本子，所以喏，你买本子吗？对吧？这是第三是他学习日语，所以那他学习日语吗？这样吧，喏，他说汉语，所以他说汉语吗？ဟုတ်ပါပြီ။ကဲအဲ့ဆိုလို့ရှိရင်เราတို့ဒီနေ့တင်သွားတာကတော့ဒီတရုတ်စာကြောင်းရဲ့အခြေခံစာကြောင်းနဲ့ပြီးရင်မေကုန်းကိုဘယ်လိုမျိုးမေတရုတ်စာတရားမှာမေကုန်းကိုလှုပ်ချင်တဲ့အပြုတ်လှုပ်ချင်တဲ့အခါမှာဘာကိုအသုံးရပြုရမလဲဆိုတာကိုရှင်းပြသွားတာပဲဖြစ်ပါတယ်အခန်း1မှာ grammar lesson 1မှာပေါ့နော်နောက်ထပ် grammar lesson 2 video မှာပြန်ပြီးတော့တွေ့ပါမယ်နော် Okay 拜拜再见